ဝေစာစိတ်ကြံတာကိုကျမ်းမာအဖျားဖျားဖြင့်ပြည့်စုံကြပါစေရှင်ဒီနေ့ကျမတို့ Group 3က Grade 9မြန်မာပါရာရက်မှာပါဝင်တဲ့ဗရောက်ရှိဝါကပြားကခက်စစ်လေးလုံးအကြောင်းကိုကြက်စရာမလိုပဲညနေဆွဲတွအောင်ပေါ့ပေါ့ပပလေးတင်ဆက်ပြတာပေးတာမှာပါရှင်ခက်စစ်တွေကတော့မင်းလွင်မြိုင်ရပ်ပုတ်တာတိန်တီတို့ပဲဖြစ်ပါတယ်ရှင်မင်းလွင်လို့ပြောလိုက်တော့မသိတဲ့လူကလူနာမည်ရဲ့အတိတ်ပဲကောင်းနေတာဟုတ်တော့လေဟုတ်တာနော်ကြားဟုတ်တဲ့လူတယောက်ရဲ့နာမည်အတိုင်းပါပဲဒါမဲ့မင်းလွင်မှာကတူတိတ်မင်းတူကြည့်ပါလေချင်းမင်းလွင်ဆိုတာကမြေဖူးမြုံမောင်ရောကြီးပြန့်နေတော့အခုတဲ့ကျမကတော့မင်းလွင်လို့ကြားလိုက်တာနဲ့သူများတွေလို့နာမည်တစ်ခုလို့မထင်နဲ့မြန်မာနိုင်ငံမွန်ပြည်နယ်အထုံမျိုးကမင်းလွင်တောင်ကိုပြေးတတိရတော့တာပဲမင်းလွင်တောင်ကလေတပုံလေးထဲမှာရောအပြင်မှာရောအဝေးကလှမ်းကြည့်လိုက်ရင်တော့မြုံမောင်ဒီဖို့တမိုင်တရိပ်နဲ့ရဲ့သူ့နာမည်ရဲ့အတိတ်ပဲနဲ့အတောင်တွေကလိုက်နေရောမှတ်ရလိုက်ပါပြီရှင်မြိုင်ရဲ့အတိတ်ပဲကတစ်ပင်ကြီးများထူထပ်စွာပေါရောလေးရဲ့စိမ့်ဆူအုံမိုင်းနေတော့တော်တယ်မြိုင်ကလည်းအရှိကတစ်ခုကမင်းလိုပဲမြိုင်ဆိုတဲ့အနီနဲ့မျိုးရှိတယ်ရှင်ဒါမဲ့ကျမကမြိုင်ရဲ့အတိတ်ပဲကိုအုံနောက်တဲရောမှာပါဆွေးနေအောင်မမိနေရတာအဲ့မျိုးကြောင့်မဟုတ်ဘူးရှင်တကယ်တော့ငငယ်ကနှစ်ချိုက်အငြိကြီးခဲ့ရတဲ့ကာတွန်းဆရာကြီးဆိုရင်ညာရသာတွတ်ပီဆိုတဲ့ကာတွန်းလေးကြောင့်ပါမြိုင်ကဘာကြီးလဲမကြဘူးညံစတူပီကြည့်ဘူး easy peasy lemon squeezy ပါကဲဘလို့လဲတွဲမြင်ရလားရှင်တွတ်ပီကသူ့တပည့်ပိုက်ကလေးနဲ့တောထဲမှာမဲလိုက်ထွက်တယ်အိမ်မှာတော့ပွားစီနဲ့သူ့မိမမသေးမြင်ပေါ့စိတ်ဆူတော်ကြီးတဲမှာအမဲလိုက်ထွက်နေရတာကိုကတွတ်ပီရဲ့ထုံးတယ်လေတော်ကြီးမြင်မဲ့တယ်တော့ကောင်းလေးတော့ဒီနေ့ရကြင်ပါစေတင်းမီရမှာပဲမရရင်တော်တို့အိမ်ပြန်လာရင်ထမင်းပူပူနဲ့ကြိုစောက်နေမယ်တော့မထင်နဲ့လက်ထက်မျိုးကျပွေကိုကြည့်ထားကျုပ်ချီဝေးမပြောချင်ဘူးတော့ကိုတွတ်ပီကျွန်တော်ပြန်မလာတော့ခင်ဗျားလို့ပြောနေအဲ့ဒါကြောင့်လဲနာမီကိုကမြန်ရစာတွတ်ပီတယ်လေမြိုင်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုကလေးညံလေးနဲ့တော့လိုက်မိသိရှိနိုင်အောင်ဆရာကြီးဆွေမင်းကကာတိုလေးနဲ့တင် जा ပေးသွားတာပါရှင်ရဗုဒ္ဓဖဖကနှစ်တိုင်းရဗုဒ္ဓတိုင်းမှာဖိုးကြောင်းသွားပြီးတီလာယူရဲတဲ့ကျမငယ်ကဖွားအဲ့လိုပြောတော့ရဗုဒ္ဓဆိုတာကိုဥပနေမှတ်နေရရှင့်တကယ်တော့ဘယ်ဟုတ်မလဲရဗုဒ္ဓဆိုတာကချုံထောက်ကြောက်ကရမြတ်တဲ့ဥပမာဆိုရင်မြို့ရဲဖျားတွေမှာချိချိတိုလူစီတတ်တဲ့စနေနဲ့လာပြီးနေထက်တဲ့နေ့တို့နှစ်စံတရက်နေ့တို့လာပြီးဥပုံနေ့တို့ပေါ့ရှင်တကယ်ချုံထောက်ကြောက်ခဲပဲနော်ဘရောင်ဝန်ချိတဲ့မိမိကတော့ဘရောင်ပန်းပွင့်တဲ့နေ့ကရဗုဒ္ဓပဲတဲ့ရှက်ပါတဲ့ဘရောက်ကိုရပုတ်တောင်မှာဖျားကိုကလေးရရင်သူ့မှာတနည်းကုန်ပီတိရပြုံးနေဖြာနေရောကဲဒါဆိုရင်ရပုတ်တာဆိုတာကိုကျမတို့အတိတ်ပဲလဲကောက်ဆရာမလို့တော့ဘူးပေါ့နော်တိန်တီဆိုတာကတင့်တယ်ချင်းကောင်းမြတ်ချင်းချက်တိန်ရီလို့ဒီပင်ရတယ်ဗျသူနဲ့ဤကွဲကြတဲ့စလုံးလေးရှိသေးတယ်တီးတယ်လေတီးကလည်းတိန်တီရဲ့အတိပဲဆောင်တာပါပဲသတိချမိလားကျမတို့ဒီဘက်ခင်မှာဆိုရင်တိန်တီဆိုတာကိုတုတစာပေဒီမှာပဲတွေ့ရများတော့တာရှင့်တချို့ဆိုကြားတော့မကြားဘူးတဲ့လေဒီကြောင့်တီးဆိုတာကိုရောတီလာတော့ကျမကပြန်ပြီးတော့တီးကလူနာမည်လားတဲ့လေဘလို့ဒီတောင်လဲနော်တကယ်ကိုရွှေတဲ့တန်မိုးရှိတဲ့ဒီမှာစကလုံးတွေကိုတန်မိုးမထားပုံကတော့ဝမ်းနေစရာပါပဲကျမကတော့တိန်တီဆိုတာအိမ်မှာအမြဲကြားနေကြပဲကျမအတွက်တော့ကြားဘူးနာဝပေါ့ရှင်ညီခေါ်ဟော်လူမနေစမ်းနဲ့အမြင်မတင်လိုက်တာမြမမင်းကလေးဆိုတာကလုံချုံအဝတ်နဲ့တိန်တီနဲ့ပြည့်စုံပြီးအိမ်တွေတိတ်ခါစောင့်ထိန်နေမှာအမြင်ရောထင်မှာတင့်တယ်မဲတဲ့လေအဲ့ဒီဆုံးမစကားတပြားဟောင်းလေးအမြဲဖွင့်တတ်တဲ့အဖွားကြောင့်တိန်တီဆိုတာကိုကျမထဲဝင်သဘောပေါက်သွားတာပေါ့ရှင်ကျမတို့ခက်စစ်လေးလုံးကတော့ပြီးပါပြီရှင်မပြီးသေးတာကအတွေးတွေကမိကွန်းတွေပါကြီးစုသူရောကျမတို့တင်ဆက်ရသူတွေရောပါအကြောင်းတစ်ခုကိုတင်ဆက်လိုက်တိုင်းအမြဲအတွေးတွေကမိကွန်းတွေရောအဖြေတွေရောအဆက်မပြတ်ရပါဘူးရှင်ကျွန်တော်တို့ကတော့ပေါ့ပလေးတစ်ဆက်သွားတာပဲဘာဖြစ်ပြီးသွားလဲတွင်းမှန်ရင်လူကတော့ဆက်လုပ်နေအောင်ပါပဲဆုံးထိရှိရှိပေးလို့သူပဲကျေးဇူးတင်ရှိပါဗျာ